มันลงมาเลยมันลงกูดันแล้วดันเลยโอ้ยดันแล้วดันแล้วก็ดีกูก็พูดได้ว่าคนอ่ะคนอ่ะเอาคนใส่อันนี้คือจะไอ้เนี่ยဟိုအိမ်ထွက်တယ်လမ်းရှိတယ်ဟိုလမ်းဒီလိုလမ်းရှိဘေးလမ်းရှိတယ်ဒီဘက်ပြေအလမ်းကြီးအိမ်ထွက်တယ်ဟိုဒီမှာလည်းဟိုလိုခင်းနာပြီဒါစက်ခွန်တယ်ဟိုဒီကောစက်ခွန်ဒီကောစက်ခွန်တယ်ဒီလိုဒီလိုပေါ်ပြီးပါရောကျောင်းဇိုင်းတွေကတလုံးလုံးဖတ်ပြဒီလိုမှအဲ့ဒါဟိုလေးလို့ဒီလိုသွားတဲ့ခါကျဒီလိုမှာအဲ့လိုထုတ်ဟိုဒီတဲ့ရှိတော့ချင်းအဲ့ဒါလမ်းလို့အဲ့ဒါနေကိုစက်တူးလမ်းကိုရောက်တယ်စက်တူးလမ်းအဲ့ဒါနေဝင်ချင်းဝင်ဟိုဘက်ကလည်းနေချင်းနေပေါ့ဒီနားကတော့ကျအဲ့ဒါပုံတော့ကျွန်တော်တို့ကစကြတယ်ဒီကဖွင့်ထားတယ်အဲ့ရအင်းပြောနေတယ်တစ်ဖက်ပင်တင်အိုးအဲ့တူတွေကဘယ်လိုသွားလဲဘယ်လိုသွားဒီကဖွင့်ဒီကဖွင့်လာတော့ပြီးသွားပြီဒီလမ်းနဲ့ဒီထွက်ချင်တယ်ပွင့်သွားဒီလမ်းကသူတို့ကားဒီနှစ်စီးချောင်းလို့မဟုတ်ဘူးကားရှိရင်တော့သူထားတယ်နော်ကျင်းတယ်ကိုကလမ်းတော်တော်လမ်းတာပါဘူးဒီလိုလည်းအရင်ဆက်သွားတယ်တော့တော့ဒီလိုကတော့တောက်တယ်အဲ့ဒါကဒီစနေလေးကိုရတာအမဟိုဒီကောင်စင်းကိုဒီကောင်စင်းလို့ရှိရင်ကျွန်တော်တို့ကစိတ်ပြေးလမ်းလို့စိတ်ပြေးလမ်းဒီလိုပြန်စင်းပြန်စင်းမိုးလို့အောင်းမှာတမတ်တက်ကလေးရှိတယ်အဲ့တော့အဲ့လိုမသိဘူးလမ်းလေးကျွန်တော်လည်းအဲ့လိုမသိဘူးဘာမှတက်ကလေးမရှိတယ်ဟုတ်ကျွန်တော်ဟိုသမီးအလက်ကဒီကြောင်းကြီးတာဟုတ်လေအဲ့ဒါလည်းလင်းနေတယ်ပြီးတော့ပြီးတော့ဟိုမှာတက်ပြီးရဟိုသမီးအလက်ကဒီမှာတမတ်တက်ကလေးမှာပြီးတယ်ပြီးတော့ပြီးဝိုင်းတက်ပြီးမှာတာအဲ့ဒီရောပတ်ပြီးတော့ဒါဒီလိုကပြီးတော့ဒီလိုကျင်းလို့ဟိုမှာမျက်နှာပြီးတော့လက်ဟိုမျက်နှာပြီးတော့ဒီလိုပြင်တော့ဟိုမျက်နှာဟိုကလက်ဟိုလည်းဒီမျက်နှာဒီဘက်လက်ဟိုတန်းပါဆိုလက်ကွက်တော့ကွက်တော့တော့ဟိုကျတော့ဆရာဒီဘက်ကိုလက်အဲ့ဘောဟိုဘက်ဒီဘက်ဒီလိုချက်ဟိုလိုကြည့်30ခါရှိ30ခါရှိ
လက်တလုံးပါဒီလိုမျိုးကြာကောင်းမှာပေါ့